အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့သခင်ယေရှုကျောင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာထဲမှာမားလိမားထားရှိတဲ့အကြောင်းအရာ၃ခုကိုကျွန်တော်ရှင်းပြချင်ပါတယ်ဒီအကြောင်းအရာနဲ့ဆက်လင်းပြီးတော့လူတွေတချို့ကသခင်ယေရှုကိုဖျားဖြစ်တဲ့ယာဒုကနေယာဒုနည်းနည်းနှိမ့်တာဒါမှမဟုတ်ရင်ဖန်ဆင်းခံဒါမှမဟုတ်ရင်နောင်အချိန်နောင်အခါမှဖြစ်ပွားတယ်ဆိုတဲ့ယုံကြည်မှုမျိုးဖြစ်ပါတယ်အဲ့ဒီကျမ်းစာတွေထဲမှာအရင်ဆုံးဖြစ်ပွားစေတယ်ဆိုတဲ့စကားလုံးလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်။သုတ်တန်ကျမ်းခန်းကြီး8အငယ်23ကနေဖတ်ရင်စိတ်ဝင်စားစရာအချက်ပါပါတယ်။သုတ်တန်ကျမ်းဆိုတော့ကျွန်တော်တို့ဟေဘဲလူမျိုးတွေကသူတို့ကျမ်းစာကို3မျိုးခွဲထားပါတယ်။ဆိုတော့ဓမ္မဟောင်းကိုပေါ့နော်တနတ်ဆိုရယ်နော်ဒိုရာကျမ်းရှိမယ်နဗေးရှိမယ်အဲ့ဒီ3မျိုးပေါ့နော်ဆိုတော့3မျိုးရှိတဲ့အထဲမှာသုတ်တန်ကျမ်းကတော့တခြင်းအုပ်စုထဲမှာပါတယ်ဒါမှမဟုတ်စာလံအုပ်စုထဲမှာပါတာဖြစ်ပါတယ်ဆိုတော့သုတ်တန်ကျမ်းခန်းကြီး8အငယ်23မှာမြေကြီးမဖြစ်မီရှေးဥစွာသောကာလအနန္တကာလမှာဆိုင်ငါဒီပိတ်သိက်ခံပြီလို့ပြောတယ်ဒီကျမ်းချက်လေးကိုမှတ်ထားစေချင်တယ်သူပိတ်သိက်ခံတဲ့အချိန်ကာလတစ်ခုကိုသူဖော်ပြပေးတာဖြစ်တယ်အငယ်24မှာနဲ့သောပင်လယ်မဖြစ်ရေနဲ့ကျွဲဝသောစမ်းရည်တွင်မဖြစ်မီငါကိုဖြစ်ပွားစေတော်မူပြီလို့24မှာဖော်ပြတယ်26မှာမြေကြီးနဲ့လေသောများကိုမဖန်ဆင်းအူးဆုံးသောမြေမုံကိုမဖန်ဆင်းမီငါကိုဖြစ်ပွားစေတော်မူပြီလို့ရေးထားပါတယ်အဲ့တော့ကျမ်းစာထဲမှာသောတောင်တွေမြေကြီးတွေမဖန်ဆင်းခင်ရေတွေစမ်းရေတွေပေါ့နော်မဖန်ဆင်းခင်သူ့ကိုဖြစ်ပွားစေတယ်လို့ပြောတဲ့အတွက်ကြောင့်ဒီကျမ်းချက်ကိုဒီတစ်ခုတည်းဖတ်ပြီးတော့နားလည်ရမယ်ဆိုရင်ခရစ်တော်ဟာဖန်ဆင်းခံဖြစ်တယ်ဒါမှမဟုတ်ဖြစ်ပွားစေခံတော်သူဖြစ်တယ်သူဟာတစ်ချိန်တစ်ခါတော့မရှိခဲ့ဘူး။နောင်တစ်ချိန်တစ်ခါမှရှိလာတယ်ဆိုတဲ့အတိတ်ပဲမျိုးပေါက်ပါတယ်။ဒါပေမဲ့ခုနကျွန်တော်ငယ်23ကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားစေချင်တာကဗိတ်သိက်ခံပြီဆိုတဲ့စကားလုံးဖြစ်ပါတယ်။သခင်ယေရှုကဘယ်အချိန်မှာဗိတ်သိက်ခံတယ်လဲဆိုတဲ့အရာကအသိအရေးကြီးတာဖြစ်ပါတယ်။ဒီဟာလေးကိုကျွန်တော်မရှင်းပြခင်မှာပို့ပြီးတော့နားလည်လွယ်တဲ့ကြံချက်နောက်ထပ်2ခုကျွန်တော်ပေးချင်ပါတယ်။စာလံခန်းကြီး1အငယ်6နဲ့9ဖတ်ရအောင်။ငါ၏ရှင်ဘုရင်ကိုတန့်ရှင်းသောဇိယုန်တောင်ပေါ်မှာငါကိုယ်တိုင်ပိတ်သိက်ပေးပြီဟုမိန့်တော်မူပြီတဲ့အငယ်ခွန်မှာဗျာဒိတ်တော်ချက်ကိုငါပြန်ကြားပေအံ့သာဝရဘုရားကတင်ဒီငါသားဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီလို့ပြောပြန်ပါတယ်ဒီဒုတိယအချက်မှာဖြစ်ပွားစေပြီလို့ပြောတော်လဲပဲဒီဖြစ်ပွားခြင်းကယနေ့ပင်လို့ပြောတဲ့အတွက်ကြောင့်စာရေးသောသူကယနေ့ပင်ဖြစ်ပွားစေတယ်လို့ပြောတဲ့အချက်ဒီသခင်ယေရှုဟာနော်အဲ့ဒီစာရေးသူရေးတဲ့အချိန်မှပဲဖြစ်ပွားသလားဆိုတဲ့မြေခွန်းထုတ်เสียရှိတာဖြစ်ပါတယ်နောက်ထပ်ကျမ်းချက်တစ်ခုထပ်ပေးပါအောင်မယ်ဟေဘရဲခန်းကြီး1အငယ်4ကောင်းကင်တမန်တို့ရသောဘွဲ့နာမထထူးမြတ်သောဘွဲ့နာမတော်ကိုခံရသည်နဲ့ညီးတယ်ဒီမှာဘွဲ့ဆိုတဲ့စကားလုံးသုံးထားတယ်ခုနကဆာလံ1ထဲမှာတော့ငါကိုယ်တိုင်ဗိတ်သိက်ပေးပြီဆိုပြီးအငယ်6မှာရေးထားတယ်အငယ်9မှာဖြစ်ပွားစေတယ်လို့ရေးထားတယ်အခုဟေဘရဲခန်းကြီး1အငယ်4မှာကျတော့ဘွဲ့နာမကိုခံစေတယ်လို့ပြောတယ်အကြောင်းမူကားတင်ဒီငါသားဖြစ်ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီဟူ၍၎င်းဆိုပြီးတော့ရေးထားပါတယ်ဟုတ်ပြီဖြစ်ပွားစေပြီဆိုတဲ့အချက်ကျွန်တော်မြန်မာလိုပေါ့နော်မြန်မာလိုနားလည်တဲ့လူတို့ကျွန်တော်ရှင်းပြချင်တာဖြစ်တယ်3ခါရေးထားပါတယ်3ခါစလုံးကယနေ့ဆိုတဲ့စကားလုံးကနှစ်ခါပါတယ်စာလံနဲ့ဟေဘရဲကယနေ့ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်ဟေဘရဲထဲကစကားလုံးကတကယ်တော့ခရစ်တော်ကောင်းကင်ကိုတက်ပြီးတော့ကောင်းကင်ရောက်ပြီးမှသူ့ကိုနန်းဆက်ခံခွင့်ပေးတဲ့အကြောင်းအရာယနေ့ပင်ကဖြစ်ပွားစေပြီလို့ဖော်ပြတဲ့အရာဖြစ်တယ်ဘွဲ့နာမနဲ့တကွပေးတာဖြစ်တယ်ဗိတ်သိက်တစ်မျိုးကိုပြောနေတာဖြစ်တယ်ဆိုလိုတဲ့သဘောကခရစ်တော်ကောင်းကင်ရောက်မှဖြစ်ပွားတာလားကောင်းကင်မရောက်ခင်သူမရှိဘူးလားhis existence ပေါ့နော်သူရတည်ရှိခြင်းရှိပြီးပြီလားဆိုရှိပြီးတာပေါ့မြေကြီးပေါ်မှာလည်းမွေးဖွားပြီးမြေကြီးမမွေးဖွားခင်ကတည်းကရှိပြီးပြီဒီတော့ဖြစ်ပွားစေပြီဆိုတဲ့စကားလုံးကဟေဘရဲခန်းကြီး1ထဲကစကားလုံးကသူဟာအရင်ကမရှိဘူးအခုမှရှိတယ်ဆိုတဲ့ဒီပဲလုံးဝမရှိဘူးဟုတ်ပြီစာလံထဲကပြန်စဉ်းစားရအောင်စာလံထဲမှာလည်းတင်ဒီငါသားဖြစ်ယနေ့ပင်တင့်ကိုငါဖြစ်ပွားစေပြီလို့ပြန်ပြောတယ်အဲ့ဒီအကြောင်းအရာဒီခရစ်တော်နော်ယေရုရှလင်မြို့ထဲမှာဝင်မဲ့အကြောင်းအရာကိုဖွဲ့ရွယ်ထားတဲ့စာလံကျမ်းဖြစ်ပါတယ်အဲ့ဒါလည်းတခြင်းပါပဲအဲ့မှာလည်းဖြစ်ပွားစေပြီလို့ပြောတဲ့အကြောင်းအရာကယနေ့ပင်လို့ပြောတဲ့အတွက်ကြောင့်အဲ့ဒီစာလံရေးတဲ့နေ့မှာဖြစ်ပွားတာမဟုတ်နိုင်ဘူး
အဲ့ဒီလိုပဲခရစ်တော်ကအဲ့ဒီမှာတိုင်ခင်ကလေးရှိပြီးပြီဒါပေမဲ့သူ့ဘာလို့ဖြစ်ပွားစေတယ်လို့ပြောတယ်လဲဆိုတော့ဘိတ်သိပ်ပေးပြီလို့လဲစကားလုံးသုံးနှုန်းထားတာတွေ့ရတယ်တနည်းအားဖြင့်သူဟာမြုပ်ထဲကိုဝင်မယ်ပြီးရင်သူလုံးမဲ့အလုပ်တွေသူ့ကိုဘိတ်သိပ်ပြီးခြင်းကိုပြောတာဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ဒီစကားလုံးနှလုံးကိုနိုင်ရှင်ပြီးတော့ခုနကသုတ်တန်ကျမ်းခန်းကြီး၈ထဲကကျွန်တော်ပြန်ပြီးတော့စဉ်းစားရအောင်သုတ်တန်ကျမ်းထဲကလည်းဖြစ်ပွားစေပြီလို့ပြောတယ်တောင်းတွေမဖန်ဆင်းခင်ကလေးဖြစ်ပွားစေပြီလို့ပြောတယ်ငွေ23မှာကအနန္တကာလမှာစာရဲ့ငါ့ကိုဘိတ်သိပ်ပေးပြီလို့ပြောပါတယ်ဒီစကားလုံးကသူ့ကိုမရှိတဲ့နေရာနေဖန်ဆင်းပြီးသူ့ကိုဖြစ်ပွားစေတာကိုပြောတာမဟုတ်ဘဲနဲ့ဒီမြေကြီးနဲ့ဆိုင်တဲ့အရာတွေကိုသူ့ကိုဖန်ဆင်းတဲ့အခါမှာသူ့ကိုဖြစ်ပွားစေတဲ့ဒီမြေကြီးကိုသူ့ကိုဖန်ဆင်းဖို့အတွက်ခန့်ထားတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကိုကောလောသဲ1ထဲမှာအငယ်15 16 19မှာကျွန်တော်တွေ့ရတာဖြစ်တယ်ဒီတော့ကျမ်းစာထဲမှာတွေ့ရတဲ့ဖြစ်ပွားစေပြီဆိုတဲ့ဟာကခရစ်တော်ကအဲ့ဒီမတိုင်ခင်တော့မရှိဘူးပြီးမှဖြစ်ပွားတယ်လို့ဆိုလိုတာလုံးဝမဟုတ်တဲ့အကြောင်းကိုပထမဆုံးရှင်းပြချင်ပါတယ်နောက်တစ်ခုကတော့နော်တာဥဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒီတာဥဆိုတဲ့စကားလုံးလည်းတချို့လည်းနားမလည်တဲ့အခါကျတော့ဝိနည်းတတဝါထဲမှာ तू ကအရင်ဆုံးဖန်ဆင်းခံတယ်လို့ယုံကြည်ကြတယ်တကယ်တော့ကျမ်းစာကအဲ့ဒါဆိုလိုတာဟုတ်ရဲ့လားပြပြီးတော့စဉ်းစားဖို့လိုပါတယ်ပထမဆုံးအနေနဲ့ကောလောသဲ1ငယ်15ကိုဖတ်ပြမယ်ထိုသားတော်ဒီမျက်မြင်မရသောဘုရားသခင်ပုံသဏ္ဍာန်တော်ဖြစ်၏ဝိနည်းတတဝါပေါင်းတို့တွင်လည်းသားဥဖြစ်တော်မူ၏ဟုတ်ပြီဒီစကားလုံးကိုဒီမှာဖတ်ပြီးတော့ရက်ရင်တော့ဝိနည်းတတဝါပေါင်းတို့ဆိုဖန်ဆင်းသမျှနော် creation ထဲမှာ creature ထဲမှာပေါ့နော်ယေရှုကပထမဆုံးသားဥဆိုပြီးတော့သားဥဆိုတဲ့ခါကျတော့မြန်မာလိုဒါမှမဟုတ်ရင်အင်္ဂလိပ်လို first born ဆိုတဲ့စကားလုံးကိုစဉ်းစားလိုက်ရင်ပထမဆုံးမွေးတဲ့ပထမဆုံးဖြစ်ပေါ်တဲ့ပုဂ္ဂိုလ်အဲ့လိုမျိုးခံစားရတယ်ယုံကြည်ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ဒီဟာကိုဒီစကားလုံးကိုနားလည်ဖို့အငယ်18အသင်းတော်သည်ဟူသောကိုဤဦးကောင်းဖြစ်တော်မူ၏အရာရာ၌ထူးမြတ်ခြင်းငါမူလအရင်ဖြစ်၍သေသောသူတို့တွင်သားဥဖြစ်တော်မူ၏ဟုတ်ဒီမှာလည်းသားဥပြန်သုံးထားတယ်သေသောသူတွေထဲမှာသူကသားဥလို့ပြောတယ်ဟုတ်ပြီဆိုတော့အပေါ်ပိုင်းကတွေ့ရတဲ့သားဥဆိုတဲ့စကားလုံးနဲ့ဒီနောက်ဆုံးမှာတွေ့ရတဲ့သားဥဆိုတဲ့စကားလုံးကအခန်းငယ်နှစ်ခုလောက်ပဲခြားတဲ့ဟာဖြစ်တယ်စဉ်းစားစရာရှိတယ်သခင်ယေရှုကမွေးဖွားမှုတဲ့လူတွေထဲမှာပထမဆုံးတည်တဲ့လူလားဒါမှမဟုတ်ပထမဆုံးရှင်ပြန်ထမြောက်တဲ့လူလားမဟုတ်ဘူးနော်ကျွန်တော်တို့ပထမဆုံးတည်တဲ့လူဆိုအာဖြေလဖြစ်လိမ့်မယ်တည်တော်သူထဲမှာဒါမဲ့ထမြောက်တဲ့လူဆိုရင်ရောမောရှေရင်ထမြောက်လိမ့်မယ်သူ့ရှေ့မှာထမြောက်တော်သူရှိတယ်အဲ့တော့ဒီတော့ तू ကဘာကိုပြောချင်တာလဲဆိုတော့ခရစ်တော်ရဲ့သားဥဆိုတဲ့နေမှာသူ့ရဲ့ထမြောက်ခြင်းမှာ तू ဟာအရေးကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ထမြောက်ခြင်းနဲ့ဆိုင်ရာ तू ဟာအရေးကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်းအထူးဖော်ပြခြင်းသာဖြစ်တယ်အဲ့လိုပဲသားဥဆိုတဲ့နေရာမှာလဲမွေးဖွားခြင်း genealogy ပေါ့နော်အစင်လိုက်မွေးဖွားခြင်းကိုပြောနေတာမဟုတ်ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်အနေနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး तू ကခတ်သိမ်းတော့အရာကို तू ဖန်ဆင်းတယ်လို့ပြောတယ် तू ကဖန်ဆင်းခံဆိုရင် तू ကဘယ်လိုခတ်သိမ်းတော့အရာဖန်ဆင်းမလဲခတ်သိမ်းတော့အရာဖန်ဆင်းတဲ့အထဲမှာ तू ကမပါနေဘူး तू ကအပြင်ဖက်ကဖြစ်နေတယ်ဆိုတော့ तू ကဖန်ဆင်းရှင်ဖြစ်တယ်အဲ့ဒါကိုအခန်းငယ်16မှာအကြောင်းမူကားထိုသားတော်ဒီကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသမျှသောယူပအရာအာယူပအရာယာဇပလင်ဖြစ်စေအစိုးရခြင်းတကူဖြစ်စေအထွတ်မြတ်ဖြစ်စေအာနဆက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏သူဖန်ဆင်းတာသားတော်ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့အလို့ငါ၎င်းခတ်သိမ်းသောအရာတို့ဒီဖန်ဆင်းလျက်ဖြစ်သည်အဲ့ဒီသခင်ယေရှုအားဖြင့် by him for him သူ့အတွက်လည်းဖြစ်တယ်လို့ကျမ်းစာကဖော်ပြထားပါတယ်အဲ့ဒီတော့ဒီနေရာမှာဖော်ပြနေတဲ့ first born ဆိုတဲ့စကားလုံးကနော်မွေးဖွားခြင်းကိုပြောနေတာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ပို့ပြီးရှင်းရအောင်ကျွန်တော် ਨੇ ထွတ်မြောက်ကျမ်းခန်းကြီးလေးငယ်20မှာဣသရေလသည်တဲ့ငါဤသားဖြစ်၏တဲ့ငါသားဦးဖြစ်၏လို့ပြောတော့ဣသရေလလူမျိုးကဖခင်ရဲ့သားဦးလို့ပြောတဲ့အခါကျတော့ဒါဆိုရင်တနည်းအားဖြင့်ဒီနိုင်ငံကဥပမာနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်ဖခင်လောကမှာတခြားနိုင်ငံမရှိတော့ဘူးလားနိုင်ငံမဟုတ်လူရောဣသရေလကသူတို့ညီကို2ယောက်ရှိတယ်ယောယာကုပ်နဲ့ဣသောရှိတယ်ဘယ်တယောက်ကသားဦးလဲသားဦးကနော်ဣသောမဟုတ်ဘူးလားဒီတော့ဒီမှာသူပြောနေတဲ့သားဦးက genealogy မဟုတ်ဘူးအစင်လိုက်မွေးဖွားတဲ့အကြောင်းအရာကိုပြောနေတာမဟုတ်ဘူးအရေးကြီးတာသူကထူးခြားတာဒီပုံကိုယ်တွေကသူ့ရဲ့အပိုင်ဖြစ်တဲ့အကြောင်းကိုဖော်ပြနေတဲ့အရာဖြစ်တယ်နောက်ထပ်ဥပမာတစ်ခုပေးမယ်89ခုမြောက်သောစာလံအပိုင်ငယ်20ခုမှာအကယ်စင်စစ်သူ့ကိုသားဥအရာ၌ခံထား၍လောကီရှင်ဘင်တို့အပေါ်မှာချီးမြှောက်မိဒါဝိကိုပြောနေခြင်းဖြစ်တယ်ဒါဝိဂျဆေသား8ယောက်ထဲမှာဒါဝိကအငယ်ဆုံးဖြစ်တယ်အငယ်ဆုံးဖြစ်တော့လဲသူ့ကိုသားဥလို့ပြောတယ်အတိတ်ပဲကသူ့အနေနဲ့နော်ညီအကိုထဲမှာသူပထမဆုံးမွေးပါတယ်လို့
အဲ့ဒါကြောင့် तू ဟာတာဥဖြစ်တယ်လို့ဆိုလိုတာမဟုတ်ဘူးအခွင့်အရာမှာဘယင်ဖြစ်တဲ့အခွင့်အရာမှာ तू ဟာအခွင့်ထူးခံဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်ဒီတော့ကောလောသဲထဲမှာတွေ့ရတဲ့တာဥဆိုတဲ့အရာဒီမြေကြီးကိုဖန်ဆင်းခြင်း၌၎င်းသူ့အတွက်သူ့အားဖြင့်ဖန်ဆင်းတဲ့နေရာမှာ၎င်း तू ဟာတာဥဖြစ်တယ်တနည်းအားဖြင့်ဒီအရာအားလုံးကို तू ကပိုင်ဆိုင်ခွင့်ရှိတာပြောတာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောပြခြင်းနဲ့နောက်ထပ်တစ်ခုကျွန်တော်တို့လေ့လာကြရအောင်နော်ယောဟန်ခန်းကြီး3ငယ်16တတိယတစ်ခုပေါ့နော်ဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်မိမိ၌သဘာသီသောသားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တော်မူ၏သဘာသီသောသားတော်ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒါက New King James Version နဲ့အရန်ကိုက်နေတယ် one and only son ပေါ့နော်ဒါပေမဲ့ King James Version မှာ only begotten son လို့ခေါ်ထားပါတယ်အဲ့ဒါကိုကျွန်တော်အင်္ဂလိပ်လိုဒီတိုင်းတွေးလိုက်ရင်တော့ begot ဆိုတော့ begotten ဆိုတော့အော်ဒါဟာသူဟာအဖေကတနည်းနည်းနဲ့သူ့ကိုရတယ်ဥပမာအာရန်ကနေအေဝါကိုထုတ်တယ်လို့မျိုးစသဖြင့်မျိုးသုံးတတ်ကြပါတယ်သခင်ယေရှုကဖန်ဆင်းခံမဟုတ်ပါဘူးသူကဖန်ဆင်းရှင်ဖြစ်တယ်ဆိုတော့သူဟာတစ်ချိန်မှာဖျားဖြစ်ပွားပြီးတဲ့နောက်ကြာတဲ့ကာလတစ်ခုမှာဖြစ်ပွားတာမဟုတ်ပါဘူးကျမ်းစာကအဲ့ဒါပြောချင်တာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ begotten ဆိုတဲ့စကားလုံးကိုသူ့ရဲ့မူရင်းကိုကျွန်တော်သွားမှာဖြစ်တယ်တချို့က King James ကိုပဲအတေကိုင်ချင်တာဖြစ်တယ် King James ဆိုတာကတကယ်တော့ဘာသာပြန်ပဲဖြစ်ပါတယ်ကျွန်တော်ဘာသာပြန်တစ်ခုနဲ့ကျွန်တော်အတိုင်းညင်းလို့မရပါဘူးကျွန်တော်တို့မူရင်းကိုသွားရအောင်မူရင်းမှာဆိုရင်တော့ဒီစကားလုံးမှာနော်monogenes ဆိုတဲ့စကားလုံးသုံးထားတယ် mono ဆိုတဲ့စကားလုံးက only ဒါမှမဟုတ် one ဒါမှမဟုတ် unique လို့အဓိပ္ပာယ်ရတာဖြစ်တယ် genus ဆိုတာကတော့ kind အမျိုးအစားပေါ့ type family class စတဲ့အဓိပ္ပာယ်ရတယ် monogenes ဆိုတဲ့အခါမှာone and only ဒီအမျိုးအစားမှာဒီတယောက်တည်းဒီတစ်ခုတည်းရှိတယ်လို့ဆိုလိုတဲ့သဘောကိုပြောတာဖြစ်တယ်မွေးဖွားတာတို့နော်ဖြစ်ပွားတာတို့ကိုပွားတို့အဲ့လိုရည်ရွယ်တာမဟုတ်ပါဘူးသူဟာထူးခြားတယ်သူတယောက်တည်းဖြစ်နေတယ် one of a kind အဲ့ဒီအမျိုးအစားမှာသူတစ်ခုတည်းရှိတယ် unique ဖြစ်တာ only one of its kind ပေါ့နော်သူရဲ့အမျိုးအစားမှာတစ်ခုတည်းဖြစ်တာကိုပြောနေတာဖြစ်တယ်ဒီစကားလုံးကိုပဲယောဟန်1ငယ်14မှာလည်းသုံးထားတယ်ခမည်းတော်၌တပါးတော်သားတော်လို့ပြောပါတယ်အဲ့ဒါကိုကျွန်တော်နေထပ်ပြီးတော့ဥပမာလေးတစ်ခုပေးပြီးတော့ရှင်းပြခြင်းတယ် monogenes ဆိုတဲ့စကားလုံးသုံးလုံးထားတဲ့ဟေဘရဲခန်းကြီး7ငယ်18မှာ Isaac ၌သာသင်ဤအမျိုးတည်လိမ့်မည်ဟူသောဗျာဒိတ်တော်မှာစာရွက်ဂတိများကိုခံရတော်သူသည်မိမိ၌တယောက်ထဲသောထိုသားကိုပူဇော်၏မြန်မာမှာတော့18ပေါ့ဗျာအင်္ဂလိပ်မှာတော့19မှာတွေ့ရတယ်ဆိုတော့အဲ့မှာတော့အင်္ဂလိပ်မှာoffer up his only begotten son လို့ရေးထားပါတယ်ဒီစကားလုံးကဘာကိုပြောနေတယ်လဲဆိုတဲ့အခါမှာနော်အာဗျာမှာသားတစ်ယောက်တည်းရှိတယ်လို့ပြောတာမဟုတ်ပါဘူးသူ့သားရခြင်းကိုလည်းပြောနေတာမဟုတ်ထူးခြားတဲ့သူ့သားအကြောင်းကိုပြောနေတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်အာဗျာမှာဣရှမေလလည်းရှိတယ်အာဗျာမှာတခြားဇနီးနဲ့ရထားတဲ့တခြားကလေးတွေလည်းရှိတယ်ဒါပေမဲ့ဒီကလေးတွေထဲမှာသူတယောက်တည်းရှိတယ်လို့စကားလုံးသုံးလုံးထားတဲ့အခါမှာအာဗျာမှာတခြားကလေးမရှိဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ထူးခြားတဲ့သူ့ရဲ့သားကိုပြောနေတာဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ unique son ဖြစ်တဲ့အကြောင်းတနည်းအားဖြင့်ဒါတမှုထူးခြားသောသားဖြစ်တဲ့အကြောင်းပြီးတော့ဖခင်နဲ့ပတ်သက်လာရင်ခရစ်တော်နဲ့ပတ်သက်လာရင်သူ့ရဲ့ခမည်းတော်နဲ့သူတို့ကြားထဲမှာသူကခရစ်တော်ကဖခင်သခင်ရဲ့ unique son ထူးခြားသောသားဖြစ်တဲ့ eternal relationship ထာဝရစဉ်ကာလသူတို့ရဲ့ဆက်ဆံရေးရှိတဲ့အကြောင်း special revelation သူ့သားဖြစ်တယ်ဆိုတော့အထူးဖော်ပြတဲ့ဖခင်ရဲ့ဖော်ပြခြင်းကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီတော့ကျွန်တော်အနေနဲ့ခုန monogenes ဆိုတဲ့စကားလုံး one of a kind ပေါ့နော်အဲ့ဒီစကားလုံးထဲမှာကျွန်တော်တို့သခင်ယေရှုဟာဖခင်ရဲ့မွေးဖွားတဲ့သားဆိုတဲ့ begotten ဆိုတဲ့ဟာကမွေးဖွားခြင်းကိုပြောနေတာမဟုတ်ဘဲနဲ့ဒီအမျိုးအစားမှာဒီတစ်ယောက်တည်းရှိတယ် Isaac ကအာဗျံရဲ့သားဒီအမျိုးအစားမှာဒီတစ်ယောက်ပဲရှိတယ်ကောင်းကြီးခံစားရတဲ့သားအဲ့ဒီအခွင့်အရေးကိုသူပြောနေခြင်းသာလျှင်ဖြစ်တဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ဒီတော့၃ခုပထမတစ်ခုကဖြစ်ပွားစေတယ်ဆိုတဲ့ဟာကတစ်ချိန်လုံးကမရှိဘူးနောက်မှရှိလာတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးနံပါတ်1 first born သားဦးဆိုတဲ့အရာဒီသားတွေ၄-၅ယောက်ရှိတဲ့အထက်မှာသူကပထမဆုံးမွေးဖွားလို့သားဦးလို့ပြောတာမဟုတ်ပဲသူရဲ့အခွင့်ထူးခံခြင်းကိုပြောခြင်းဖြစ်တယ် begotten မွေးဖွားလာတဲ့နာတစ်ချိန်မှာရရှိသွားတယ်လို့ဆိုလိုတာမဟုတ်ဘဲနဲ့ထူးခြားတဲ့သားကိုပြောနေတာဖြစ်တယ်လို့ကျွန်တော်လည်းဒီနေ့ပြောပြချင်ပါတယ်။ဂျာနာသူတူချင်းစီတိုင်းနားလည်နိုင်ဖို့ဝိညာဉ်နှုတ်ကပတ်တော်ကိုပိုင်းခြားနိုင်ဖို့ဘုရားသခင်အတန်ရှင်တော်ဝိညာဉ်တော်အသင်ကိုဆောင်းပါပါစေ။ကောင်းချီးပေးပါစေ။အာမင်။